ကုသိုလ်ရခြင်းနဲ့ဆိုလို့ရှိ
ပို့ပေးရပြီးတော့မှပညာကအကောင်းဆုံးအကြောင်းကျိုးခွဲကြတကူနဲ့လုံတာမဟုတ်ပြောရင်တော့ငါတယောက်တည်းပဲလို့အောင်မေးလူကနာကိုတော့သိကြစလာကြည့်မျက်စိကညနေလောက်ပဲတော့တယ်ကြားတဲ့အလုပ်သူမလုပ်ဟုတ်တယ်မလားကြားတဲ့အလုပ်ကနာလို့စာတဲ့တရားနာတယ်ဆိုရင်နာဆိုင်ရလေ့လာသုံးသပ်ပြီးတော့ကြည့်ရှုတယ်စိတ်တို့ရွှေတို့စစ်မစစ်လုပ်တဲ့ဆိုရင်မျက်စိကမျက်စိတကူနဲ့နာတကူနဲ့ပြီးလာတယ်ဆိုတော့မပြီးဘူးပညာတို့တတိတို့ဝိရိယတို့ရှိရတယ်အဲ့ဒါကြောင့်လို့သဘာဝတရားတွေရဲ့လှုပ်ဆောင်မှုကိုသဘောပေါက်နားလည်တာလို့ရှိရင်ရသော်ပြဟောတဲ့တရားတွေနားလည်ပါတယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာလုပ်ခြင်းနဲ့စိတ်တရားရည်ပြတ်လာအဲ့လုပ်ခြင်းနဲ့စိတ်ကလေးပါစိတ်ကအမျိုးစုံရှိနေတဲ့အတွက်ကြောင့်လုပ်ခြင်းနဲ့စိတ်တွေကဘာကြောင့်ပေါ်တော့အမတိသတ္တအမနိကတ္တအမတောကဆွလွတ်နိုင်တဲ့အလောဘနမလေးကမုန်ဒီပုကေတဲ့အတော်သာအမငါကတတိအမကြောင့်ကပြင်းအဲ့ဒီလိုဒီဘဝတရားတွေပေါက်စားလိုက်တဲ့အခါကျတော့အတုမင်္ဂလာဝယ်တစ်ခုဖြစ်တာဒီတဲမှာတော့ပါပဲသူရဲ့စိတ်အမတကြောက်စရာကောင်းကြောက်စရာဆိုတာမကောင်းတဲ့ဘက်သွားဖို့လွယ်တယ်ပေါ့ကောင်းတဲ့ဘက်ကျတော့ဆွဲတင်နေရအပြောမှသွားကြပဲစိတ်ကလွယ်တယ်ရေးဆုံးလွယ်လွယ်ကောင်းတဲ့ဘက်တော့ကြတော့တွန်းတယ်ပေးရအဲ့တော့မြတ်စွာဘုရားဟောတာပါစိတ်သာရှိစောဘုရားဟောလို့ဆိုရတယ်တရားကတည်းကစိတ်ကဥဆောင်သွားတယ်အဲ့ဒီဥဆောင်တဲ့စိတ်တရားတရားပြကြတတိဝိရိယတွေနဲ့ပေါက်ပဲသွားပါကောင်းတဲ့ပဲရောက်တယ်လောဘဒေါသဝင်တော့တဲ့ချိန်မကောင်းတဲ့ပဲရောက်သွားတယ်လူတာတော့အတူပဲအတူကိုကြောင်းပြုပြီးတော့ကိုယ်ယူကျင်တာတော့အဝကျင်တာတော့တရားအတွေ့တွေဝင်လာလို့ရှိရင်အကုသိုလ်ပဲရောက်သွားတယ်သိတဲ့တရားကိုကောင်းတယ်တော့သိတဲ့တရားကိုကောင်းတယ်လူတွေဆိုတဲ့နေရာမှာဘဝတတ်တဲ့စိတ်ရှိရွေးချက်ကပါတော့ intention ဆိုတာကိုယ့်ရဲ့ရွေးချက်ကအဓိကသိကြလူတိုင်းတန်းနိုင်ပါပဲတော့ရွေးချက်ဝိတ္တပါရေးကြည့်စိတ်မှာရွေးချက်မှန်ကန်မှုရေးကြည့်လူတွေတန်းနေဆိုရင်ကိုယ့်ရဲ့နဲ့မှာအခြေခံပါလေလူတွေတန်းနေဆိုတဲ့တရားပါကိုယ်ပေါ်မကြည့်ကိုယ်ကဘယ်သူကိုလူတာလဲဒီဘေးကိုသွားလူတာလားငါလည်းရဲ့ဘေးကိုလူတာလားဒုက္ခရောက်နေတဲ့လူတွေသွားကူတာလားဆိုရင်ကရုဏာနဲ့ဒုက္ခရောက်နေတဲ့လူတွေဒုက္ခသက်သာပါစေဆိုတဲ့စိတ်တကူနဲ့ပဲတာတော့မဟုတ်သာသနာတော်တွေ့လို့တဲ့ဆိုပါစို့ဘုရားလက်ထက်ကသာသကျိုးတတိနဲ့အနာရိတတိတို့ကြောက်ဆောင်လို့ရတယ်ကြောက်ဆောင်လို့တဲ့အခါကျတော့သာသကျိုးတတိကတည့်ရတဲ့တစ်ချိန်
လို့ရှောက်တော့တပည့်တော်ကုသိုလ်ရခြင်းလို့နတ်ပြည်ရောက်ခြင်းလို့ကြောင်းလို့ကြောက်စေစောက်ပြီးပါပြီအဆက်လို့ရမလဲအစောပြအတန်ငါ့ကိုတို့လိုက်ပါလို့တတ်သူရည်ရွယ်ချက်ကပါလို့ကုသိုလ်လုပ်ခြင်းနဲ့ဒါကိုပဲနတ်ပြည်ရောက်ခြင်းနဲ့ကိုတယ်နော်သူကတရားသိပတိဘာသာတရားနဲ့ပတ်သက်ပြီးသိပတိတဲ့ဗုဒ္ဓကိုကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်မဟုတ်တရားပေါ်လာလို့ဆောက်လို့တာဒါတွေတတိကြတော့တော့မရနဲ့တွေ့ပြီးတော့သောတာပန်ဖြစ်သွားတယ်သဘာဝတရားတားလဲသွားတယ်သူကြတော့မြတ်စွာဘုရားကိုရှောက်တယ်ကဘယ်လိုရှောက်လဲစိတ်တော်ကြောင့်ကြီးကိုတူပြီးတော့စောက်တယ်ဘာအတွက်စောက်တာတော့သူကိုယ်ရေးကိုယ်တာတခုပါပါဘုရားမှုရှိတဲ့သံဃာတော်တွေအတ္တသာတည်းတော့ပြီးတရားတစ်ပါးကျင့်ဆောင်နိုင်ဖို့အတွက်စောက်ပါတယ်မေတ္တာတတ်တယ်အဲ့တော့ပါရမီကုသိုလ်မှန်တယ်မေတ္တာတတ်တယ်မေတ္တာနဲ့လောက်ရမယ်ကရုဏာနဲ့လောက်ရမယ်ဒီနှစ်ခုအရေးကြီးတယ်ဒါကြောင့်ဘုရားစွာဘုရားကစိတ်ဒီကတဝါဒါနတေတိလူကပုဂ္ဂိုလ်တွေကိုယ်နဲ့မြင့်မြတ်တဲ့သီလသွားပြီးပြည့်ကြတဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုလူရင်သူတဏ္ဍမှာရှိတဲ့သီလသွားပြီးပြည့်ကြတွေကိုပူဇော်တဲ့အနေနဲ့လူပါတယ်လို့စိတ်တာနော်ကိုယ်တွေပါအစတာပူဇော်တဲ့အနေနဲ့လူပါတယ်ဒုက္ခရောက်နေတဲ့လူတွေလူတယ်ဆိုရင်ငါလူတဲ့လူမရှိဝတ္ထုကိုသုံးပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတဲ့ဒုက္ခသက်သာပါစေဒါပဲဆက်စားရနော်ဘုရားလောင်းရဲ့ပါရမီတာတာတော့ဘသူကပဲလို့ကျင်လို့လာတောင်းသူစတာကိုဖြည့်ပဲဆိုတဲ့ရွေချက်တစ်ခုတည်းပဲတားသို့တော့သူလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့ပန်းတိုင်ကပါလေသူပြောနေတာတစ်ခုတည်းပဲဒီပုဂ္ဂိုလ်စီအပြောလဲတာမဟုတ်နော်မတူဘူးနော်ဒီပုဂ္ဂိုလ်စီအပြောလဲတာမဟုတ်သူလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့အဲ့ဒီချက်ရွေချက်ကတော့ဒီပုဂ္ဂိုလ်ကျမ်းစာဖို့လို့လုပ်ပေးတယ်ဒါပေမဲ့လို့အဲ့လိုလုံးလိုက်လို့ဖြစ်လာတဲ့ကုသိုလ်ကောင်းမှုကတော့ဒီတဲ့မြတ်မြတ်သောမြတ်လာစွာသောတတ္တဝါတတ္တအမှန်တရားကိုသိကြပါစေအများအတွက်ပဲလေဘုရားတော်ဒီပါရမီပြည့်ရဲ့ဆိုတာပုဒ်တော်ပေါ်တယ်ရငါကိုယ်တိုင်သစ္စာလေးပါးကိုသိအောင်လုပ်ပဲသိပြီးရင်သူပြကိုသိအောင်ပြောပဲကိုယ်တိုင်ကရင်သိမှသူပြကိုသိအောင်ပြောလို့ရဒါကြောင့်မို့ငါသိအောင်လုပ်ပဲသူများကိုသိအောင်ပြောပဲမုတ်တော်မောစီငါကိုယ်တိုင်ကစေတကလွတ်အောင်လုပ်မောစီရတန်တဲ့ပုဂ္ဂိုလ်တွေကိုတော့အများရဲ့အကျိုးမြောက်ပို့ပြီးတော့လုပ်တာအဲ့ဒီပုဂ္ဂိုလ်ဟာဖြူသည်မဲသည်ဘာမှမစေစားသူလိုချင်လို့လာတောင်းရင်ဖြစ်စီပြီအဲ့ဆန္ဒတကူလည်းပဲတာအလို့တာပြီးသူလို့တပြားတွေဟာအပြားတွေသူရလာတဲ့အသိဉာဏ်အများကိုမျှဝေဖို့ပဲဖြစ်တယ်ကိုယ်အတွက်တစ်ဆယ်လားအဲ့ဒါပါရမီတာတာလို့ခေါ်တယ်ဘယ်လောက်ပုံပြလဲနော်အဲ့ဒါပုံပြတဲ့စိတ်ပဲလောကကြီးမှာကိုယ်အတွက်ဆိုလူတိုင်းလုပ်တတ်တယ်ကိုယ်အတွက်ကတော့လူတိုင်းလုပ်တတ်တယ်ကိုယ်အတွက်ပုံ
se das pelajaran di diarori logalia kawe betul dan saul dai ne pogori sima di diaria bepiao tama abis sesalai beao diari chao sa tobi dai dame tobo sedih boma yai nai biro dai dame tobo computer ade sudah dai dame Sadi derosi duri yene tinya ne beao beao dame dai dur beao dai adi ni ne dai beao da ya dai dai yao da ya dai sura jiyo tatat hao dem la ya dai sura jiyo tatat ada jabu beao de arori jaro di yu ya me jemba ya me di na ya me nai da jito ya dama shinda ni edi shinda ao tangari ya dai di la jito ya di tangari ko api je api ya sabi ya de arori shinda ba si shinda bo de dao ku pye ba si edi yue je di ma kaw laပြီးတော့ကနေကပါရမဒါကတ္တာရီအဆုံးသတ်တော့ပါပြောကြတာဗုဒ္ဓသာသနာစီတံဒိဋ္ဌတုဒါနမူနာဒီကတော့မောပွင့်ဆိုပြီးတော့ရှင်းပြတယ်အတ္တကတာဆိုတာအတိတ်ပဲမိနဲ့နေကိုရှင်းပြတယ်လို့ဒီပဲရတယ်အတ္တဆိုတာမိနဲ့အတိတ်ပဲကတာဆိုတာရှင်းပြမှနားလဲရတယ်ဒါကြောင့်မို့အတ္တကတာကြီးတဲ့ဆရာတွေကဒီကိုရုပ်ကြတော့ပါဗျာစီရန်ဒိဋ္ဌတုတတ္တမောဒီသူတော်ကောင်းတရားတွေပြပြစွာတည်ရှိပါစေအဲ့တော့ဒီပါစေလို့စတာပြုတာဒီအောင်ပဲလို့လုပ်ရမယ်လို့ဆိုရင်သိယူရမယ်ကျင့်မရမယ်တစ်စင်ဟောပြောရမယ်ဟောတဲ့တော်ဒီစေဆိုတာလို့တစ်စင်ပြီးတစ်စင်ပြောသွားအဲ့ဒါမှစာအုပ်တွေကြီးပဲတာခဲ့လို့လည်းမရကျောက်စာတွေကြီးပဲလုပ်တာလို့လည်းမရပကတိကကျောက်စာတွေသူ့ဘာတတ်တယ်ပြစေဒီကျောက်စာ၄ပါးသာပါဠိညမမောပြူအခရာတဲ့ရေးတာတဲ့လူရှာသွားပြီနော်အဲ့ဒါကြောင့်မို့တေယူကြီးကျမကျသာသနာတည်ကြီးအကြောင်းဖြစ်တယ်အဲ့တော့လူတဲ့တန်တဲ့အခါမှာသာသနာတည်ဖို့အတွက်တို့ရဲ့လူဒါနာတောင်းဖို့ဖြစ်ပါစေမကောင်းဘူးလားအဲ့လိုပဲကြီးပဲချက်ပြီးတော့လူကြတတ်တယ်နော်အဲ့လိုလူဒါနာတကယ်ကိုမာရိဒါနာအကောင်းဆုံးဒါနာဖြစ်တယ်အဓိကဗုဒ္ဓတရားတော်မှာအင်းတေရှိစိတ်နေစိတ်ဓာတ်မြင့်မြတ်ဖို့လို့အဲ့ဒါအဓိကပဲမြတ်စွာဘုရားကစိတ်ကိုဟောတယ်ဆိုတာအဲ့ဒီဝကျတဲ့ချက်လွဲသွားရင်မကောက်တဲ့ပဲရောက်တော့ကိုတော့တဲ့လုပ်တကူပါဒီဝချက်ပတ်ကတော့ကြည့်ကိုတော့တဲ့လုပ်ကကောက်တဲ့ပဲရောက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားက process ဖြစ်စဉ်တကူပေါ့တော့ဖြစ်စဉ်နဲ့သွားတယ်ကဖြစ်စဉ်နဲ့သွားနေတာဘယ်လိုဟောတော့ဘယ်တော့ပုပ္ပေကမဓမ္မသဘာဝတရားတွေအလုံးကိုစိတ်ကဥဆောင်တယ်ပါရီတော့ဆိုရင်ကိုယ်စိတ်ကပဲဥဆောင်တယ်လူရတဏ္ဍလည်းပဲစိတ်ကပဲဥဆောင်တယ်အလုံးစိတ်ကဥ
ဆောင်သွားတယ်သီလစောင့်နေတာလည်းစိတ်ကဥဆောင်သွားတယ်အဲ့ဒီဥဆောင်ရလုပ်တဲ့စိတ်လေးဟာတတ္တတတိဝိရိယပညာတွေနဲ့ပတ်ပို့တာလေစိတ်ဓာတ်ဖြစ်ဖို့တရားရှိတယ်တရားရှိလို့စိတ်ကကြီးတယ်တတိရှိလို့မတ္တနဲ့အာယုဘောကယတည်တယ်ဝိရိယရှိလို့မကောင်းတာတွေမလာအောင်ဒုက္ခနဲ့နိုင်တယ်ပညာရှိလို့အကောင်းဆုံးရွေးချယ်နိုင်တယ်အဲ့ဒီစွမ်းအားတွေနဲ့ပြည့်တဲ့စိတ်ဓာတ်ကလေးမနာတာစိတ်မတန်နေတာကြည်လင်ပြီးတော့ကြည်လင်ပြတ်တာတန်ရှင်းမြတ်တဲ့စိတ်ကလေးနဲ့ပါတတိဝါဒုက္ခတော့ပြောလိုက်ပဲကရောဒီဝကိုဒီတဲ့အောင်လုပ်လိုက်ပဲအဲ့ဒါရဲ့တဲ့ဘာကံတရားတွေဖြစ်တော့တတော်နံဒုက္ခမတွေတည်အဲ့ဒီစိတ်ထဲမှာဖြစ်တာရဲ့ဒုက္ခတော့ပြောလိုက်တာရဲ့ကိုဒီတဲ့အောင်လုပ်တာရဲ့အဲ့ဒီကာယကဝစီကမတော်ပါကံတရားတွေဟာဒီပြင်ဆိုင်တဲ့ကတရစီကိုဆိုင်ရဲ့တရစီကနေပြီးတော့တရတီးတွေယူလာတယ်ဘာသာသိတဲ့အဝဲတာမဟုတ်ဘူးကိုယ်ဆိုင်တာတဲ့တရစီကနေတဲ့ပဲပေါက်တယ်ပေါက်ပြီးတော့အဲ့ဒီပင်ကတီးတယ်တီးတယ်အဲ့ဒါဘသူယူလာတာဒီအစီကယူလာတာဟုတ်တယ်မလားဒီအစီကယူလာတာအဲ့ဒါလို့ပဲကုသိုလ်ကောင်းမှုလုပ်လိုက်လို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုကကိုယ်စီကိုချမ်းသာမျိုးစုံယူလာလိုက်ပဲအကြောင်းနဲ့အကျိုးရှင်းပြတယ်တော့အဲ့လိုပုံစံအလကားရတာဟုတ်ကဲ့လားမဟုတ်ဘူးကိုယ်ရဲ့မှာဖြစ်တာအဲ့ဒါဒီအတိအပွင့်သဘောပြုဖြစ်လာဒီကြားထဲမှာဘယ်သူမှပန်းစင်ပေးတာမဟုတ်နော်ဘဝဝတရားချင်းကစောင့်ရပါတာအဲ့ဒါကိုအော်ရရစတော်တဲ့ဒုက္ခမတွေ့တည်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုကြောင့်ဘဝမှာစင်ပြေမှုစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုပြိုးစုံပါကိုယ်တော်လေးရရလိုက်ပါလာတယ်စာယဝဓမ္မယိနိအရေးကကိုယ်တော်လေးရပါနေတဲ့ချမ်းသာဒုက္ခပြိုးစုံပါလေဘယ်ဘဝရောက်ရောက်ချမ်းသာဒုက္ခတွေပဲတွေ့တယ်အဲ့ဆိုတော့အဲ့တော့ကုသိုလ်စစ်စစ်ရအောင်မြတ်မြတ်တဲ့စိတ်မှာအဲ့ဒီရှိတရားရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်ပညာရှိရမယ်တန်စေမောမြတ်တဲ့စိတ်နဲ့ဒါနကောင်းမှုပြုတဲ့တန်စေမောမြတ်တဲ့စိတ်နဲ့သီလစောင့်တည်တဲ့တန်စေမောမြတ်တဲ့စိတ်နဲ့ပူဇော်ကြတယ်ဆိုတာလုံးဝမြတ်တဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့တို့တဲ့ရဲ့ရဲ့နဲ့ပါတန်စေဖို့မြတ်တဲ့စိတ်ကကောင်းကျိုးကြတာကိုပေါ်ဆောင်ပေးပါသိကြတဲ့တို့ရှုကြည်ဝန္တာပြီးဝန္တာပိတိဖြစ်ပြီးကုသိုလ်တရားပွားအောင်ကြိုးစားလုပ်နိုင်ကြပါစေ